အားလုံးပဲမင်္ဂလာပါခင်ဗျာမျှော်လင့်မယ်ဒီနေ့မှာတော့ဒီဖိုင်လေးကိုကျွန်တော်တင်ရပါမယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုဘာသာချာညီမလေးတယောက်ကနေလာပြီးတော့မေးထားတဲ့မိကုံးလေးတစ်ခုရှိလို့ပါဥရဲ့တဲ့ဥရောဘောဓဘာသာမှာတဲ့ဆောင်မုံလာပြညမှာတခုကြီးညရေလို့ဆိုတာတကယ်ပဲရှိခဲ့တာလားတကယ်ပဲအစင်လားတကယ်ပဲလုပ်ခဲ့တာလားဆိုတဲ့မိကုံးကြောင့်ကျွန်တော်ဒီဖိုင်ကိုမဖြစ်မနေဒီဆောင်မုံလာပြညအမိတင်ပြရမှာဖြစ်ပါတယ်အဲ့တော့တမီးမေးတဲ့မိကုန်းကိုနံပါတ်1အရင်ဆုံးဖြေချင်တာကဒီတဆောင်မုံလပြည့်ညဒီဥဒ္ဓဗုဒ္ဓဘာသာဝင်တွေအတွက်တခိုးကြီးညဆိုတာလုံးဝမဟုတ်ပါဘူးဆိုတာနံပါတ်1ဖြေပေးလိုက်ပါရစေတခါနံပါတ်2အနေနဲ့တမီးသိအောင်ပြောပြချင်တာကဒီတဆောင်မုံလပြည့်ညမှာဥဒ္ဓရဲ့ဗုဒ္ဓဘုရားရှင်ကိုတော်မြတ်ကအာစာတသက်ရှင်ဘရင်နဲ့အတူပြည်သူတသိန်းကျော်ခန့်ကိုတာမညဖလားတော့ဟောတော်မူပြီးတော့သူတို့တွေကျွတ်တန်းဝင်တယ်လို့တော့ပြောလို့မရဘူးပေါ့နော်အတိဝင်ပြီးတော့ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲခဲ့တဲ့ဥဒ္ဓဗုဒ္ဓဘာသာဝင်တို့ရဲ့နေ့ထူးနေ့မြတ်ကြီးတရက်ဖြစ်တယ်လို့ပြောပြစီသမီးရဲ့ဒါဆိုရင်သမီးဘက်ကမေးစရာရှိလာလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒါဆိုရင်ဒီအခုလက်ရှိမှာတခိုးကြီးညဆိုပြီးတော့တွင်ကြဲလုံနေကြိုက်နေတယ်ခိုးနေတယ်ခိုးပြန်တော့လဲသူတို့ကိုအခုခံရတဲ့လူကနစ်နာတဲ့လူကဘာမှပြောပိုင်ခွင့်မရှိဘူးလုပ်ပိုင်ခွင့်မရှိဘူးရိုးရအစင်လားဘာသာရေးပွဲတော်အဖြစ်လုပ်နေတဲ့အတွက်ကြောင့်လုပ်ပိုင်ခွင့်မရှိဘူးဆိုတဲ့မိကွန်းနေနောက်တမီးပြောတာပါတယ်နော်အဲ့တော့အဲ့ဒါက तू ကဘာနဲ့ဆက်နေလဲဆိုတဲ့အခါကျတော့ကြီးမနိုးပွဲနဲ့ပတ်သက်နေတယ်တမီးကြီးအဲ့တော့ကြီးမနိုးပွဲနဲ့ပတ်သက်နေတဲ့အခါကျတော့ဥတို့မြန်မာလူမျိုးအများစုဟာရှေ့တုန်းကရှင်ဘရင်မူးမတ်မောင်မမိတ်တန်တေနာပရိကနေကုံတယ်လေလုဓမ္မခုတ်အစရှိသဖြင့်နော်လူငယ်မှန်ရင်ဗုဒ္ဓဘာသာဝင်အများစုဆိုလို့ရှိရင်ရှင်းလင်းပြန်ပြီးတာနဲ့တပြိုင်နက်ဆင်းမင်ကြောင်ထိုးတယ်ထိုးခွင့်ထိုးတဲ့အလေးကျင့်တွေရှိကြပါတယ်တမီးရဲ့အဲ့ဒါလိုမျိုးထိုးတဲ့အခါမှာဖြစ်တယ်လို့မျိုးစီမဲ့ကံမဲ့ထိုးလို့မရပါဘူးเนาะအဲ့တော့ဘယ်လိုထိုးရလဲဆိုလို့ရှိရင်ဆေးထိုးကန်းဆေးအမောင်ကန်းဆိုတာရှိတယ်အဲ့ဆေးထိုးကန်းမှာကြော့ပွဲတွေနဲ့ပွဲတွေပါတွေပေးပြီးတော့ကြက်နာထိုးရပါတယ်ထိုးတဲ့နေ့မှာလည်းထိုးတဲ့အချိန်မှာလည်းရက်ကောင်းရက်တာနေ့ကောင်းရက်တာရွေးပြီးထိုးရပါတယ်နေ့ကောင်းရက်တာကိုရွေးတဲ့အခါမှာအခုလိုတစောင်းမလာပြည့်ညသည်နှက်ခတ်တာရစုံလင်တဲ့ညအဖြစ်ရက်ကောင်းရက်မြတ်အဖြစ်သတ်မှတ်ပြီးတော့အဲ့ရက်မှာတို့ထိုးကြတယ်တမီးအဲ့လိုထိုးတဲ့အခါမှာထိုးပြီးတော့ဆေးဆောက်ထိုးလိုက်တဲ့ဆေးဆောက်စွမ်းမစွမ်းเนาะထိုးလိုက်တဲ့ကြောင်ဆေးစွမ်းမစွမ်းသိကျင်ကြတယ်လူငယ်တွေတချို့ကသိတယ်မလားတမီးရဲ့လူငယ်ဆိုတော့စမ်းသက်ခြင်းနဲ့ဆက်စုကျင်ကြတယ်သူတို့ဆေးစွမ်းမစွမ်းသိကျင်တဲ့အခါကျတော့ဆေးထိုးပြီးတာနဲ့သူတစ်ပါးအိမ်မှာပြည့်စည်တစ်ခုကိုတိတ်တဆိတ်သွားခိုးကြပါတယ်ခိုးလို့တက်ရှိတွေပေါ့နော်တက်ရှိကိုခိုးလို့ရရင်ဥပမာတချို့ဆိုလို့ရှိရင်ကွာလူကိုယ်တိုင်အိပ်ပျော်နေတဲ့ကဒင်းကိုရအောင်ခိုးပြီးခိုးဝင်းမှာထားနိုင်လို့ရှိရင်ကဲသူ့ရဲ့ဆေးအောင်တယ်လို့အယူအဆရှိပြီးတော့အဲ့ဒီကနေစပြီးခိုးကြတာเนาะခိုးပြင်မဲ့ရည်ရွယ်ချက်တည်အခုခိုးနေတဲ့ရည်ရွယ်ချက်နဲ့ဟိုတော့ခိုးတဲ့ရည်ရွယ်ချက်သူမျိုးဆက်ပြီးတော့နားထောင်ကြည့်အဲ့တော့ခိုးတယ်ဆိုတာအဲ့သူတို့ဆေးစွမ်းမစွမ်းသိကျင်တဲ့ရည်ရွယ်ချက်လေးတစ်ခုပဲရှိတယ်သမီးအဲ့ဒီနောက်တော့ခိုးပြီးတော့ခိုးပစ္စည်းကိုခိုးရပါပစ္စည်းကိုခိုးခွင့်မှာသွားထားရတဲ့အလေးကျင့်ကလည်းဟိုရှေ့တုန်းကရွာလူကြီးတွေကိုယ်တိုင်တကြီးတွေကိုယ်တိုင်စီမံဖန်တီးပြီးရတယ်အဲ့ဒီအဲ့ရကြလို့ရှိရင်ခိုးဝင်းဆိုတာတက်တက်ထားရတယ်ထားပြီးတော့အဲ့ခိုးရပါပစ္စည်းကိုသမီးအိမ်ကဥပမာသမီးနာမည်မတ်ဝါဆိုလို့ရှိရင်မတ်ဝါအိမ်ကပစ္စည်းပါဆိုပြီးတော့ကိုခိုးရပါပစ္စည်းမှာစာလီကပ်ပြီးထားခဲ့ရတယ်ရည်ရွယ်ချက်ကမနဲ့ကြလို့ရှိရင်သမီးကိုယ်တိုင်အလွယ်တကူလာပြီးတော့ရွေးနိုင်ယူနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့သမီးအဲ့လိုမျိုးထားတဲ့ပစ္စည်းတွေခိုးပြီးထားတဲ့နေရာမှာမိုးမလင်းခင်နော်အပြီးလောက်ကြတယ်မိုးလင်းအောင်လို့တခုကမိမယ်လေအားကြောင့်မိုးမလင်းခင်လောက်ရတဲ့အတွက်ကြောင့်ကြီးမနိုးပွဲလို့သတ်မှတ်ထားတာသမီးအဲ့တော့ခိုးရပါပစ္စည်းကိုသမီးကနေလေသမီးပစ္စည်းကိုလာယူတဲ့အခါကျရင်သင်္ကန်းပရိက္ခရာစုံလင်စွာနဲ့လာပြီးရွေးရတယ်သမီးအခုလိုပတ်စံတွေတအားတောင်းတအားညစ်အရက်ဖို့တွေတောင်းပြီးတော့တမီးကိုရွေးခိုင်းတာမဟုတ်ဘူးအဲ့ဒီသင်္ကန်းပရိက္ခရာရည်ရွယ်ချက်တွေနဲ့လာရွေးခိုင်းရတဲ့ရည်ရွယ်ချက်ကအဲ့ဒီတခိုးကြီးညမှာတခိုးအားလုံးဟာမလွတ်ဘူးမိတဲ့တခိုးတွေရှိတယ်အဲ့ဒီတခိုးကိုဖမ်းပြီးတော့အဲ့ခိုးခွင်းမှာတချို့ဆိုလို့ရှိရင်ကတ်တရားတွေတုတ်မိုးတွေကတ်ပြီးတော့ရုပ်ပြက်ဆင်းပြက်ပေါ့ကွာအဲ့လိုပုံစံမျိုးတွေဖြစ်အောင်လုပ်ပြီးတော့မနဲ့မိုးလင်းတဲ့အခါမှာအဲ့ဖမ်းမိတဲ့တခိုးတွေကိုရွာလူကြီးကဖြစ်စေတကြီးကဖြစ်စေတရားသူကြီးအဖြစ်တရားရင်ဆိုင်တဲ့ဟာသပွဲလေးတွေပျော်ပွဲရှင်ပွဲသဘောမျိုးလုပ်ပြီးတော့သူတို့ကိုကြနရေချိုးမိုးချိုးခေါင်းလျှော်ရေချိုးလုပ်ပြီးတော့ကရုံးတွေရိပ်ပြီးတော့သမီးလာရွေးတဲ့တင်ငန်းပရိက္ခရာစုံလင်စွာနဲ့သူတို့
သူတို့ရဲ့အပြစ်ကိုပေးတဲ့အနေနဲ့အဲ့ဒီတဆောင်မလပြည့်နေမှာသူတို့ကယဟန်ပြုရပါတယ်အခုခေတ်လို့မိတဲ့တခိုးကိုကျိုးတုံးပြီးတော့မြစ်ဆက်မှာကိုလုံးဒီချွတ်ပြီးတော့တွားပြီးတော့ဒုတ်ရိုက်ငုတ်ရိုက်ပြီးတော့ကြိုးချီတာမျိုးခါကျင်ဒုတ်နဲ့ပေါက်တာမျိုးအဲ့လိုတစ်ဖက်သားနစ်နာအောင်အပြစ်ပေးခြင်းမဟုတ်ဘဲနဲ့ပြစ်ပေးတာကအစမြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့တမိကလည်းကိုယ့်ရဲ့ပစ္စည်းကိုလာပြီးရွေးတဲ့အခါမှာတမိဟာအလိုလိုယဟန်တကယဟန်အမအဖြစ်ခံယူရတဲ့အခွင့်အရေးကိုအလိုလိုရသွားတယ်ကောင်းမွန်မြင့်မြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ခိုးခဲ့ကြတယ်လှုပ်ခဲ့ကြတယ်ပွဲပါအဲ့ဒါကိုဒီနေ့ဒီအချိန်ခါကြတော့အဲ့ဒီကောင်းတဲ့အစဉ်လာကြီးကိုကာလရွေ့လျော်ပြီးတော့တခိုးကြီးဘွဲရည်လို့ဘယ်လိုလူရန်စားအလွာကနေတက်မှတ်ပြောဆိုတွင်ကျယ်လိုက်လေဆိုတာကိုတော့မပြောပြနိုင်ပါဘူးဆိုတဲ့အကြောင်းသမီးကိုဖြေချပေးလိုက်ကြစီသမီးရဲ့